အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါမှာတော့ကျွန်တော်ပြောပြပေးမှလေးရတော့ကျွန်တော်ဒီလေဆာဆက်တွေပေါ့နော်အဖြူမဲထုတ်တဲ့လေဆာဆက်တွေမိတ်လူဆက်တွေမှာအများဆုံးဖြစ်တတ်တဲ့ဘိန်းလုံးလေးတွေပေါ့နော်ဆာရွက်ထုတ်တာများသွားတယ်ဆာရွက်အရွက်ကြီးများသွားတယ်ဒီဘိန်းလုံးလေးတွေကမစွဲနိုင်တော့ဘူးအဲ့ကြရင်အရေးပေါ်ပြဿနာဘယ်လိုမျိုးဖြေရှင်းမလဲ customer လည်းအရေးကြီးနေတယ်ဆိုရင်ကျွန်တော်ဆိုင်မပို့ခင်ကျွန်တော်တို့ဘယ်လိုမျိုးဖြေရှင်းမလဲပြဿနာကိုအလွယ်တကူတချို့ဆက်တွေကြတော့လည်း okay ပေါ့နော်တချို့ဆက်တွေမှာကြတော့လည်းအနောက်ဘုံတွေပဲဖွင့်မရတယ်ပေါ့ဗျာဒါပေမဲ့လေဆာဆက်တော်တော်များများမှာကျွန်တော်တို့အနောက်ကလည်းဖွင့်လို့ရမယ်အရှိရလည်းထွက်တယ်ပေါ့နော်အဲ့လိုနှစ်ခုစာရွက်နှစ်ခုထုတ်လို့ရတယ်နော်နှစ်မျိုးထုတ်လို့ရတယ်အနောက်ကနေထုတ်လို့ရတယ်အရှိကနေထုတ်လို့ရတယ်ပြန်ပြီးတော့နော်ဒီစာရွက်ကပုံမှန်ဆိုရင်ကျွန်တော်ဒီကထွက်လာမှာနော်ဒီကထွက်လာမှာစာရွက်ထွက်လာမထွက်လာကျွန်တော်ချက်ကြည့်မယ်နော်မထွက်ဘူးနော်တီဆိုစာရွက်ချမ်းဖြစ်သွားတယ်နော်ဒီမှာဆိုရင်ကျွန်တော်အဖြူလေးမြင်နေရတယ်နော်စာရွက်ဒီမှာစာရွက်ဒီဘက်မထွက်လာဘူးကျွန်တော်လိမ့်နေတယ်အဲ့ဒါကြောင့်ကျွန်တော်အနောက်ကနေသွားကြည့်မယ်နော်ဒီမှာကြည့်မယ်ဒီလိုသဘောတရားဖြစ်နေဒါဆိုရင်ကျွန်တော်ဆွဲထုတ်လိုက်ဆွဲဒီမှာနော်အဲ့ဒီခါမှာကျွန်တော်ဒီဖုန်းလေးကိုဖွင့်လိုက်ဒီဖုန်းလေးကိုဖွင့်ပြီးတော့ထုတ်လိုက်ရင်ဒီလိုမျိုးလေးထွက်လာအောင်နော်ဒါဆိုရင်အရေးပေါ်အခြေအနေမှာကျွန်တော်ဖြည့်ရှင်းလို့ရတာပါဒီလိုမျိုးလိမ့်နေတဲ့အခါကျဆက်ကဂျမ်းဖြစ်နေကအများနဲ့ထုတ်တဲ့ကြမရအောင်ဒါပေမဲ့ဒီနောက်ကထုတ်တဲ့အကျိုးတရားပါလဲဆိုတော့ကျွန်တော်တို့တရွက်ချင်းလက်နဲ့ဆွဲယူပြီးဘေးမှာထပ်ထားအခုလိုမျိုးနောက်ဖုံးလေးကိုပွင့်ပြီးတော့ထုတ်လို့ရပါတယ်အရှိကနေစောင့်နေကြတယ်ပေါ့နော်အခုလိုမျိုးကျွန်တော်လိုမျိုးအရေးပေါ်ကြုံတဲ့အခါကျရင်ဆိုင်ုံလည်းသွားလို့မမှီဘူး customer လည်းအရေးကြီးတယ်ဆိုရင်ဒီလိုအရွက်အများကြီးနဲ့ထုတ်မယ်ဆိုရင်လူတော့နည်းနည်းလေးနောက်ကနေပြင်ပန်းခံရတာပေါ့နော်ပြင်ပန်းခံရဆိုရင်လည်းကျွန်တော်တို့ဒီတရွက်ချင်းကိုသူ့အလင်းမီအောင်စက်ကိုတော့အလင်းမမီဘူးเนาะကျွန်တော်ဆွဲထုတ်ပေးရတယ်ဗျမြန်တယ်3မိနစ်ကိုဆိုရင်ကျွန်တော်တို့98ရက်လောက်ထွက်တယ်ခင်ဗျာလေဆာဆက်တည်းရပါတော့လေဆာဆက်တည်းဆိုပေမဲ့ speed ကြီးกว่าတာပေါ့နော်ဒါမျိုးလေးအရေးပေါ်ဖြည့်ရှင်းလို့ရပါတယ်နောက်ဖုံးလေးကိုဖွင့်ပြီးတော့အားလုံးအဆင်ပြေကြပါစေ